ညီကိုအားလုံးမင်္ဂလာပါဘာမကိတ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2026ခုနှစ်ဇန်နဝါရီလ21ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစုစည်းပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ Norway Club Bodo Glimt ဟာချန်ပီယံလိပြိုင်ပွဲမှာ Man City ကိုအနည်းဆုံး3ဂိုးသွင်းနိုင်တဲ့ဆဋ္ဌမမြောက်အသင်းဖြစ်မှတ်တမ်းဝင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ် Bodo Glimt ဟာအိမ်ကွင်းမှာ Man City ကို3ဂိုးတဂိုးနဲ့အနိုင်ရခဲ့တာကြောင့် Man City ကိုချန်ပီယံလိပြိုင်ပွဲမှာအနည်းဆုံး3ဂိုးသွင်းနိုင်တဲ့ဆဋ္ဌမမြောက်အသင်းဖြစ်လာခဲ့တာပါBodo Glimt နဲ့အတူ Man City ကိုအနည်းဆုံး3ဂိုးသွင်းခဲ့တဲ့အသင်းတွေကတော့ Bayern Munich, Barcelona, Liverpool, Sporting Lisbon နဲ့ Real Madrid တို့ဖြစ်ပါတယ်။ Bodo Glimt ဟာ Man City ကိုဦးဆောင်ကို3ဂိုးအရင်သွင်းပြီးမှတဂိုးပြန်ပေးရပြီး3ဂိုးတဂိုးနဲ့အနိုင်ရခဲ့တာပါ။ Norway League ရာသီရက်နားထားတာကြောင့်ပွဲမဲ့ကစားရတာတလကျော်ကြာနေတဲ့ကြားက Bodo Glimt ဟာ Man City ကိုအနိုင်ကစားခဲ့တာဖြစ်ပါတယ်။ Bodo Glimt နဲ့ပွဲမှာနဝတနီနဲ့ထုတ်ပယ်ခံခဲ့ရတဲ့ Man City ကွင်းလယ်ကစားသမား Rodri ဟာကြာချိန်53စက္ကန့်အတွင်းအဝါကတ်2ကတ်အပြခံခဲ့ရတာကြောင့်ချန်ပီယံလိပြိုင်ပွဲမှာအဝါကတ်2ကတ်ကိုအချိန်အမြန်ဆုံးအပြခံရသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်ခင်ဗျာအာဖရိကဖလားပွဲမှာတတိယနဲ့ချိန်နဲ့ခဲ့ရတဲ့ဆာလာဟာမာဆေးနဲ့ကစားမဲ့လီဗာပူးမှာပါဝင်ကစားသွားမယ်လို့နီးပြအာနေစလော့ကပြောကြားခဲ့ပါတယ်ဆာလာဟာအာဖရိကဖလားတတိယနေရာလူပွဲပီပီချင်းလီဗာပူးကိုပြန်လာခဲ့တာပါလီဗာပူးဟာအီဆက်တန်ရာရနေတဲ့အပြင်အီကီတီကီနဲ့ကိုဒီဂက်စပိုတို့ကလည်းကြန့်ခိုင်မှုပိုင်းနဲ့ဆိုင်တဲ့ပြဿနာတွေရှိနေတာကြောင့်ပြီးခဲ့တဲ့ပွဲစဉ်တွေမှာတိုက်စစ်ပိုင်းကဂိုးရဖို့ရုန်းကန်ရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီလိုအခြေအနေတွေကြောင့်လည်းနီးပြအာနေစလော့နဲ့လီဗာပူးတာဝန်ရှိသူတွေကဆာလာကိုအာဖရိကဖလားပွဲအပြီးမှာအသင်းကိုအမြန်ဆုံးပြန်လာဖို့ခေါ်ယူခဲ့တာပါ။အာဖရိကဖလားပွဲမသွားခင်ကအရန်ကုန်ပို့ခဲ့တာကြောင့်လီဗာပူးကထွက်မယ်ဆိုတဲ့သဘောမျိုးပြောခဲ့တဲ့ဆာလာဟာလက်ရှိအချိန်မှာတော့အသင်းမှာပဲဆက်နေမဲ့အလားအလာမျိုးရှိနေပြီဖြစ်ပါတယ်။အာနေစလော့ကလည်းအသင်းမှာတိုက်စစ်မှုတွေဘလောက်ပဲရှိဆာလာရှိနေမယ်ဆိုရင်ကြိုးစိုးတယ်လို့ပြောကြားခဲ့ပါတယ်ခင်ဗျာအာဆင်နယ်မှာဦးစားပေးတိုက်စစ်နေရကစားခွင့်ရနေတဲ့ Eucharist ထက်အရန်တိုက်စစ်မှုဖြစ်ပဲကစားနေရတဲ့ Gabriel Jesus ဟာပိုကောင်းတဲ့စွမ်းဆောင်ရည်တွေရှိနေတယ်ဆိုတဲ့မှတ်တမ်းတွေထွက်ပေါ်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Eucharist ဟာနောက်ဆုံးကစားခဲ့တဲ့16ပွဲမှာ Open Play ကနေအာဆင်နယ်အတွက်2ဂိုးပဲသွင်းနိုင်ခဲ့ချိန်မှာ Gabriel Jesus ကနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ3ဂိုးသွင်းပြီးဂိုးဖန်တီးမှု2ကြိမ်လုပ်နိုင်ခဲ့တာပါ။ Inter Milan ကိုအနိုင်ရခဲ့တဲ့ပွဲမှာပွဲထွက်ကစားခွင့်ရခဲ့တဲ့ Gabriel Jesus ရဲ့ဂိုးရနိုင်ချေနှုန်းဟာ1.2ဂိုးထိရှိခဲ့ပြီးဒါဟာဒီနှစ်ဘောလုံးရသည်မှာအာဆင်နယ်တိုက်စစ်မှုတယောက်အနေနဲ့ဂိုးရနိုင်ချေအမြင့်ဆုံးအနေထားကိုပိုင်ဆိုင်ခဲ့တာပါ။ Eucharist ကစားခဲ့တဲ့အာဆင်နယ်တိုက်စစ်ပိုင်းနဲ့ Gabriel Jesus ကစားတဲ့အာဆင်နယ်တိုက်စစ်ပိုင်းကြားမှာလည်း Gabriel Jesus ကစားတဲ့တိုက်စစ်ပိုင်းကဂိုးရနှုန်းရောဂိုးရနိုင်ချေရာခိုင်နှုန်းမှာမြင့်မားတယ်လို့တွေ့ရှိခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ Chelsea လိပြရိုစီနီယာက virus ကူးစက်မှုကြောင့် Powerful နဲ့ကစားရမယ့်ချန်ပီယံလိပွဲစဉ်မှာအဓိကကစားသမားတွေမပါဘဲကစားရမယ်လို့ပြောခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့သတင်းပတ်အတွင်းကစပြီး Chelsea ကစားသမားတွေနဲ့နီးပြအဖွဲ့ဝင်တွေကြားမှာအဖျားရောဂါဖြစ်ပွားစေတဲ့ virus တစ်မျိုးကူးစက်ခဲ့တာပါ။ virus ကူးစက်မှုကြောင့် Liam Delap, Jeremy Kitten နဲ့ Esther Vaughan တို့ဟာပွဲမကစားဘဲအနားယူခဲ့ရပါတယ်။ Powerful နဲ့ပွဲမှာ virus ကူးစက်ခံထားရတာကြောင့်လွဲချော်မဲ့ကစားသမားတွေထဲမှာအသင်းကောင်းဆောင် Liam Delap နဲ့ဂိုးသမား Robert Sanchez တို့လည်းပါဝင်မယ်လို့ Rosinia ကပြောကြားခဲ့တာပါ။ virus ကူးစက်မှုကိုထိန်းချုပ်နိုင်တဲ့အခြေအနေရောက်ခဲ့ပေမဲ့ virus ကူးစက်ခံထားရတဲ့ကစားသမားတွေဟာပွဲကစားနိုင်တဲ့ကြန့်ခိုင်မှုမျိုးမရှိတာကြောင့်အနားပေးရတာဖြစ်တယ်လို့လည်း Chelsea ဆေးဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာဒီကနေ့တော့နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမှကိတ်ကနေပြီးညီကိုတို့အားလုံးလည်းစုစည်းပြီးတင်ဆက်ပေးခဲ့တာပါဒီပေါ်မှာညီကိုတို့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမှကိတ်ရဲ့ဗီဒီယိုလေးတွေအောက်မှာ comment လေးတွေပေးသွားနိုင်တယ်လို့ကျွန်တော်တို့ဘာမှကိတ်ရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းညီကိုတို့အားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ